psychotherapy လို့ခေါ်တဲ့စိတ်စွမ်းအားတစ်မျိုးနဲ့ယောဂပြောင်းအောင်ကုစားပေးတယ်စေယောဂကုတဲ့ဆရာဝန်တွေကို psychiatric စေယောဂအတွက် discussion လုပ်ပေးတဲ့ပုဂ္ဂိုလ်တွေ psychotherapist တို့ဒီလိုခေါ်ကြတာပေါ့ခုခေတ်မှာလည်းနော်မှန်ပါဗျာဒါအခုမှပေါ်တာမဟုတ်ဘူးဘုရားမြတ်စွာဘုရားလက်ထက်တော်ကယောဂနဲ့ပတ်သက်ပြီးဘုရားမြတ်စွာဘုရားကယောဂဆိုတဲ့နေရာမှာစေယောဂတွေမကဘူးခန္ဓာကိုယ်ရုပ်ခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့ယောဂကိုပင်စိတ်ဆွမ်းအားနဲ့ကုစားကြတာတွေရှိတယ်မှန်ပါပါအားလုံးအသိများကြတာကြည့်ပမာဏတွေသိတယ်နေမကောင်းတဲ့အခါကျတော့ဘုရားသုံးနိုင်ယောဂကင်းတယ်ယောဂပြောင်းတယ်ဆိုပြီးတော့သံဃာတော်တွေပြင့်ပြီးတော့ဘုရားသုံးတွေပါလိမ့်မနာကြဘူးလားနာတယ်နော်ဒါ psychotherapy ပဲဘုရားသုံးနာရနဲ့ယောဂပြောင်းတယ်ဆိုပြီးတော့ယုံကြည်ခြင်းနဲ့ဟုတ်တယ်ဒီဘုရားမြတ်စွာဘုရားတော်ကလက်ဝဲရာဖြစ်တော်မူတဲ့ဒုတိယသာဝကရှင်မမောဂလံမထေရကြီးယန္တာဆိုတာလဲသွေးနဲ့သားနဲ့ကိုယ်ဆိုတော့ယောဂဖြစ်တဲ့အခါဖြစ်တာအပူအေးရဲ့ကံဒါလေးပါမကြီးရရတဲ့ကယောဂဝေဒနာဖြစ်ရှင်မမောဂလံကြီးမကြမ်းမှာယောဂဝေဒနာဖြစ်နေတဲ့အခါကျတော့မြတ်စွာဘုရားကိုယ်တိုင်ကြွပြီးတော့ဘုဇင်ခေါ်တဲ့ပါတရားကိုပေါ်ကြားပြီးရှင်မမောဂလံကတယုတတိမြတ်စွာဘုရားဟောကြားတဲ့ဘုဇင်9ပါးဒီတရားကိုနာရင်နဲ့စိတ်တော့เสียမလို့ယောဂတွေကုန်ပြောင်းသွားတယ်လို့ဆိုတာပြောင်းသွားတော့မှတခါလေးပြောင်းတာလည်းနောက်ထပ်မပေါ်ဘူးဒီယောဂမျိုးဒီပြင်ယောဂတော့ပေါ်ရင်ပေါ်မှာပေါ့နော်မှန်ပါပါဗျာအခုကုလိုက်တဲ့ယောဂကတော့တခါလေးပြောင်းသွားတယ်ခုကပြောတဲ့ဇီဝတွေမှာ side effects ဘေးထွက်ဆိုးကျိုးလို့ခေါ်တဲ့ side effects တွေများနော်မှန်ပါပါဗျာ chemical နဲ့လုပ်ထားတဲ့ဇီဝတွေက side effects တွေများလို့အခုကိစိတ်ပညာရဲ့တရားတစ်ပြေးပြေးပဲဥလဲလာတော့ဆိုရင်ကဘာဥကစိတ်ပညာပဲဥလဲလာတဲ့ herbal medicine ဆိုပြီးတော့နော်လွယ်မြက်တစ်ပင်ဆေးပဲဝင်လည်းမြက်တစ်ပင်ဒီဘက်ကိုလှည့်ပြီးတော့အဲ့ဒီကနေယောဂပြောင်းတဲ့နည်းကုစားရှာဝေသူတည်သနာလုပ်လို့ဒီနည်းတွေခုပြန်လီပြီးတော့နိုးထလာပြီးခေတ္တဖြည်းဖြည်းစားလာဘာဖြစ်လို့လဲဆိုရင် chemical နဲ့ပေါ်ဆက်ထားတဲ့ဆေးတွေက side effect တွေကများဒီယောဂတော့ပြောင်းအောင်ကုသပါရဲ့နောက်ထပ်ယောဂတစ်မျိုးသွားပြီးတော့ပေါ်လာကြတယ်ဆိုတော့ဒီယောဂပြောင်းနောက်ထပ်ယောဂပေါ်နောက်ထပ်ပေါ်လာတဲ့ယောဂတစ်ခါဆေးတစ်မျိုးနဲ့ကုရပြန်အဲ့ဒီဆေးတစ်မျိုးကတခါနောက်ထပ်ယောဂအစ်ကိုမွေးဖွားလိုက်ကြရင်ဒီယောဂတော့ပြောင်းသွားပြီးနောက်ထပ်ယောဂတစ်ခုပေါ်လာပြန်ဒီလိုနဲ့ဂျာအေးသူမေရိုက်ဆိုတဲ့တချင်းလိုပဲဝိုင်းကြီးပတ်ပတ်ဒူဝေဝေဖြစ်နေတာဆုံးကုန်မဆုံးနိုင်တော့ဘူးဟုတ်လားမှန်ပါပါဗျာအေးဘုရားဘာသာသူတော်စင်တွေဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့မြတ်စွာဘုရားရဲ့ psychotherapy ဆိုတာကိုလည်းမေ့ထားဖို့မသင့်နေဘူးပေါ့မှန်ပါပါဗျာမြတ်စွာဘုရားလက်ထက်က psychotherapy ဆိုတာဒီအခေါ်နဲ့မဟုတ်ပြီမဲ့လို့ခေါင်းက99ပါးဟောလို့နာကြားလိုက်ရလို့ယောဂပြောင်းသွားတယ်ဆိုတာ psychotherapy ပဲထားနော်မှန်ပါပါဗျာစိတ်ဓာတ်ရေးရာကိုပြုပြင်ပြောင်းလဲပေးတာနဲ့ယောဂဝေဒနာပြောင်းတယ်တဲ့ရှင်မမောဂလယောဂပြောင်းသွားတယ်ရှင်မကတ္တဝကြီးရဲ့ပိဋကလိဆိုတဲ့တိုင်ကူထဲမှာမကြမ်းမမှဖြစ်ကိုယ်တော်ကြီးဆုံးကမကြွနိုင်ဘူးတိုင်ကူထဲမှာယောဂတွေဖြစ်လို့မထနိုင်ဘူးအာဘာတိကောဒုက္ခိတောဘာလကိလနောအာဘာတိကောဆိုတာတကူလုံးနာကျင်ကြိုက်ခဲပြီးတော့နေတဲ့ဘာလကိလနောအပြင်းထန်နေမကောင်းဖြစ်တယ်အဲလိုပြင်းထန်နေမကောင်းဖြစ်ဒုက္ခိတဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာမြတ်စွာဘုရားကိုယ်တိုင်ကြွသွားပြီးတော့ယောဂအခြေအနေမေးမြန်းပြီးဟောဒီဘုဇင်9ပါးအကျင့်တရားကိုမြတ်စွာဘုရားကဟောလိုက်တာနဲ့ပဲဘုဇင်တုတ်ကိုနာရင်ကနေပြီးရှင်မာကတ္တဗဆေးတောက်ဆရာမလို့ပဲနဲ့ယောဂတွေပြောင်းတော့ဘူးလေတဲ့နော်မှန်ပါဗျာ
ကဲမြတ်စွာဘုရားကိုယ်တိုင်လည်းပဲသွေးနဲ့သားပဲဘုရားကိုယ်တော်မြတ်လည်းပဲဒီယုတ်ဒီခန္ဓာဒီယုတ်ဒီခန္ဓာလို့ဆိုတဲ့အချိန်မှာမြတ်စွာဘုရားမှာရရှိထားတဲ့ယုတ်ခန္ဓာကိုယ်ကပါရမီပုံရိပ်အမတ်တစိတ်တွေနဲ့ဆိုတော့တာမန်ပုဂ္ဂိုလ်တွေခန္ဓာနဲ့တော့မတူဘူးပေါ့နော်မှန်ပါဗျာသို့သောခန္ဓာဆိုတာမြည်သည့်ခန္ဓာပဲဖြစ်ဖြစ်ယောဂဝေဒနာနဲ့မကဲနိုင်ပါဘူးဇာတိဆိုတာနဲ့မကဲဘူးဆိုရင်ဇရာဆိုတာနဲ့လည်းမကဲနိုင်ဘူးဗျာတိဆိုတာလည်းမကဲဘူးမရဏဆိုတာလည်းမကဲဘူးတဲ့သို့တော်မြတ်စွာဘုရားရဲ့ယုတ်ခန္ဓာကိုယ်မှာထူးခြားတာကတော့ပါရမီပုံရိပ်အမှတ်တစိတ်တွေပါနေတယ်ပါရမီပုံရိပ်အမှတ်တစိတ်32မျိုးတဲ့လက္ခဏာ3မှာဒီလိုပြထားတော့မှန်ပါပါဗျအဲ့ဒါကိုစာပေမှာမဟာပုရိသလက္ခဏာယောက်ျားမြတ်တို့ရဲ့လက္ခဏာ32မျိုးလို့စကြမင်းဖြစ်စေဘုရားလောင်းတွေဖြစ်စေနောက်ဆုံးပစ္စည်းမဘွေကဘုရားလောင်းဘုရားဖြစ်တဲ့ဘဝဆိုလို့ရှိရင်အဲ့ဒီပါဠိပုံရိပ်အမတ်တစိတ်လက္ခဏာတွေဟာဖြစ်နေရှားရှားပေါ်လာဘာဖြစ်လို့ပေါ်လာတော့ဆိုတော့ကိုယ်တိုင်လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကအမတ်တစိတ်ခန့်နေပေးလိုက်တာပဲတာမန်ပုဂ္ဂိုလ်တွေတော့တစ်မျိုးစီတော့တွေ့ကောင်းတွေ့မယ်32မျိုးလုံးပြီးပြီးပြင်းပြင်းတွေ့ဖို့ဆိုတာတော့ဘုရားလောင်းနဲ့စัจ जा မင်းမှာတွေ့နိုင်ဘုရားလောင်းနဲ့စัจ जा မင်းတောင်မှပဲစัจ जा မင်းမှာပါတယ်ဆိုရုံလေးပဲပါတာသိပြီးတော့ဘုရားလောင်းလို့ပြီးပြင်းပြင်းမဖြစ်ဘူးတဲ့ဘုရားလောင်းနေကြတော့ပို့ပြီးတော့ဖြစ်ပြင်းတယ်ဒါကြောင့်လို့အဲ့ဒီပါဠိပုံရိပ်အမတ်တစိတ်32မျိုးကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်အပြင်သူ့ရဲ့အနာဂတ်မှာသွားမယ့်လမ်းဟာနှစ်သွေတည်းပဲရှိတယ်လူဘဝနေရင်စัจ जा မင်းဖြစ်မယ်သာသနာပေါင်းဝင်လောကီစိစိတ်တွေကိုဆုံးခွာပြီးတော့ယတိယဟန်ပြုမယ်ဆိုလို့ရှိရင်ဘုရားဖြစ်မယ်လို့ဒီလိုနှစ်မျိုးဟောကြတယ်ဒါကိုဘုရားလောင်းလေးဝေဖွားလာတဲ့အချိန်တုန်းကပုံတော်တွေကိုသုဒ္ဓရဏမင်းတရားကြီးကဆင့်ခေါ်ပြီးတော့ဘုရားလောင်းလေးရဲ့အကြံလက္ခဏာတွေကိုဖတ်စေပြီးတော့အနာဂတ်ဟောစရံကိုခေါ်ပြောစေတယ်အဲ့ဒါလိုဟောပြောတဲ့အခါမှာပုံသား၈ယောက်ကပုံသားကြီး9ယောက်ကတော့အဲ့ဒီပါရမီပုံရိပ်အမတ်တစိတ်တွေကိုကြည့်ပြီးတော့ဒီကလေးရဲ့အနာဂတ်ဟာဒွေရေဝခတိရောနှစ်ခုပဲရှိတယ်သူသွားမဲ့ destination သူ့ရဲ့လမ်းကြောင်းမှာဒီလမ်းနဲ့စัจ जा မင်းလည်းဖြစ်မယ်သို့မဟုတ်လောကထုတ်ထားရှင်တော်ဘုရားလည်းဖြစ်လိမ့်မယ်လို့လက်နဲ့ချောင်းထောင်ပြီးတော့ဒီလမ်းပဲရှိတယ်လို့ဒီလိုဟောကြတယ်သို့တော့သူတို့ထဲမှာထူးကဲတဲ့ပါရမီရှင်ဖြစ်တဲ့ကောဋ္ဌိညမထေရကြီးရဲ့အလောင်းကောဋ္ဌိညပုံနာငယ်လေးကတော့ကြည့်လိုက်တဲ့အခါကျတော့စัจ जा မင်းရဲ့လက္ခဏာနဲ့ဘုရားလောင်းရဲ့လက္ခဏာနဲ့ထူးခြားချက်ကဘာလို့ဆိုရင်ဘုရားလောင်းရဲ့လက္ခဏာကပိုးပြီးတော့ပြီးပြင်းတယ်တဲ့စัจ जा မင်းရဲ့ပါရမီပုံရိပ်အမတ်တစိတ်ကတိတ်ပြီးမပြီးပြင်းဘူးအဲ့ဒီပြီးပြင်းမှုမပြီးပြင်းမှုထူးခြားချက်ကိုအဲ့ဒီပုံနာလေးကတတိထားမိသည့်အတွက်ကြောင့်လက်ညှိုးတစ်ချောင်းနဲ့ထောင်နဲ့ဆုံးပေါ်လာမှန်ပါဗျာစัจ जा မင်းမဖြစ်ပါဘူးဘုရားပဲဖြစ်မှာသိကြပါတယ်လို့ဒီလိုဟောခဲ့တာနော်မှန်ပါဗျာပညာရချင်းကွာသွားတယ်ပေါ့မှန်ပါဗျာအဲ့ဒီလိုပုံရိပ်တွေထင်းလာတဲ့ဘုရားရဲ့ဒီယုတ်ခန္ဓာကိုယ်ကြီးဟာလည်းပဲစရာဆိုတာလည်းမလွတ်နိုင်ဘူးယာတိဆိုတာလည်းမလွတ်နိုင်ဘူးမရဏဆိုတာလည်းမလွတ်နိုင်ဘူးယုတ်ခန္ဓာမှန်တယ်ဘဒုခန္ဓာပဲဖြစ်ဖြစ်တစ်ခုခုနဲ့တော့ဒီပျက်စီးဆုံးရှုံးမှုဆိုတာနာလာကြီးပဲเนาะမှန်ပါဗျာဒီလိုပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်းတခါတော့မကြမ်းမှာဖြစ်တယ်မကြမ်းမှာဖြစ်တယ်အဲ့ဒီအချိန်မှာဆရာစီဝကကြီးခေါ်ပြီးဆေးကုတယ်လို့မပါဘူးရှင်သာရိပုတ္တရာရဲ့ညီတော်ဖြစ်တဲ့စုံဒဆိုတဲ့ယဟန်ကိုမြတ်စွာဘုရားကစုံဒငါဟောထားတဲ့ဘုဇင်တုတ်တွေရရလားရပါတယ်ဗျာကဲရွတ်စမ်းပါဆိုပြီးတော့ဘုဇင်တုတ်ရွတ်ခိုင်းပြီးမြတ်စွာဘုရားကနားထောင်တယ်မှန်ပါပါမြတ်စွာဘုရားကဘုဇင်တုတ်နာယူရင်းနဲ့မြတ်စွာဘုရားတဏ္ဍာမှာဆွဲကပ်နေတဲ့ယောဂဝေဒနာလုံးဝပြောင်းသွားတယ်psychotherapy နည်းနဲ့ကုသလို့ခေါ်တယ်
ဟုတ်ကဲ့နောက်တစ်ခုကရှိသေးတယ်ဘုန်းကြီးတို့အင်္ဂုတ္တရနိကေမှာတတကနိဗ္ဗာန်မှာဂိရိမာနန္ဒသုတ်ဆိုတာရှိတယ်ဂိရိမာနန္ဒဆိုတာယဟန်တော်တော်ရဲ့အမည်ပဲဒီနေ့တော့အဲ့ဒီဂိရိမာနန္ဒဆိုရဲ့ကိုတော်ဟာအတော့ကိုမကြမ်းမမှဖြစ်တယ်နေမကောင်းထင်မှန်တာဖြစ်မကြမ်းမမှဖြစ်မကြမ်းမမှဖြစ်တော့ရှင်နန္ဒမထေရကမြတ်စွာဘုရားထံချင်းကပ်ပြီးတော့ရှင်ဘုရားတဲ့ဂိရိမာနန္ဒကိုတော်ဟာအတော်မကြမ်းမမှဖြစ်နေတယ်တဲ့သူ့ကိုသနာငယ်ညတဲ့အနေနဲ့ကြွရောက်ပြီးချင်းမြောက်ပါအောင်မြတ်စွာဘုရားကဒီနေမကောင်းထင်မှန်တဲ့ပုဂ္ဂိုလ်ကြီးဆိုလို့ရှိရင်ကိုယ်တိုင်သွားပြီးမေးကိုယ်တိုင်သွားပြီးတော့မေးလို့ရှိတယ်။ရက်ွက်ပြုတ်မတာဘူးငါဖရားပဲဆိုပြီးတော့ဘူးမဆိုင်မနေဘူးနော်။မှန်ပါပါဗျာ။နေမကောင်းတဲ့ပုဂ္ဂိုလ်တွေသွားမေးတယ်အာပိစကားပြောတယ်။ဒီအာပိစကားပြောတာဆိုတာက psychotherapist ပဲ။သွားပြီးဘုရားကအာပိစကားပြောလို့ရှိတယ်။လုပ်တဲ့လုပ်တဲ့တာဆိုကိုယ်တိုင်လုပ်ပြီးဥဒိကတ္တတိတ်တာဒီလိုလုံးအနာရောဂါတွေထားပြီးတော့ဒီကိုယ်လုံးပုတ်ပြီးပြည်နေတဲ့နေတဲ့ကိုတော်တော်မှမြတ်စွာဘုရားနဲ့ကိုရောမြတ်ကဘယ်သူမှလုံးမပေးတဲ့သူကိုယ်တိုင်သွားလုပ်ပေးလို့လေတခါတော့မှန်ပါပါအားလုံးလည်းဘုရားဘာသာဝင်တွေကြားဖို့ကြတယ်ဒီဇာလန်တွေနော်မှန်ပါပါဗျာပုဒိကတ္တတိတ်တာတဲ့သူ့ဘယ်ကတော့တိတ်တာပါပဲခန္ဓာကိုယ်မှာအနာတွေကနေရာတွေကအနှံ့ပေါက်ပြီးတော့ဒီကိုယ်လုံးပြည်ပုတ်တွေနန်းနေလို့ပုဒိကတ္တလို့ခေါ်တာဥတိဆိုတာပုတ်နေတဲ့ခန္ဓာကိုယ်ရှိသူလို့သိပဲရတယ်။အေးသူခန္ဓာကိုယ်ကအနန္တမကတ်နိုင်တော့ဒီဘုံနဲ့နေအနာညှိစော်တွေနံပြီးတော့နေတာမြတ်စွာဘုရားကိုယ်တိုင်သွားပြီးတော့ယောဂဝေဒနာတွေဆေးကြောပြီးတော့တန့်စင်ပေးပြီးတရားဓမ္မဟောပြောပေးတာ။အဲ့ဓမ္မကောင်းတဲ့အစင်မှတစ်ခုပဲနော်။မှန်ပါပါဗျာ။အေးမြန်မာနိုင်ငံကဘုရားဘာသာနိုင်ငံဘုရားဘာသာနိုင်ငံဆိုတော့ကိုယ်သဘောနဲ့ကိုယ်ဆိုင်ရာပုဂ္ဂိုလ်တွေဥပဆေးရုံတက်တယ်လူတယောက်မကြမ်းမမှဖြစ်လာပြီဆိုရင်ဘုန်းကြီးတွေပြင်ပြီးပရိရွတ်ထားလို့ပရိနာလာလို့ဒီလိုလုပ်တယ်။သို့တော့ဗမာပြည်မှာနှမျိုးကြုံနေရတချို့ကငါ့ကိုဘုန်းကြီးတွေပြင်ပြီးပရိရွတ်တာငါမထင်တော့လို့ရွတ်တယ်ဆိုပြီးတော့ကိုယ်စိတ်ဆင်းရဲသွားတဲ့လူကရှိသေးတယ်နော်။မှန်ပါပါဗျာ။ကြားဘူးလားပြောတာမှန်ပါပါသူကိုယ်တိုင်ကိုယ်ကလည်းတရားနာခြင်းလို့ပြင်ပြီးတော့ရွတ်တာဆိုလို့ရှိရင်တော့ဒါ psychotherapy ပဲနော်မှန်ပါပါတရားနာခြင်းလို့ဒါကဒီယောဂဝေဒနာဆိုတာကုသလို့ရတဲ့ယောဂရှိတယ်လို့ကုသလို့မရတဲ့ယောဂရှိတယ်ပြောင်းရမယ်လို့ဘယ်သူမှအာမခံချက်မပေးနိုင်ဘူးဒါယောဂအခြေအနေကြည့်ပြီးတော့ပြောက်ရမယ်လို့အာမခံချက်မပေးနိုင်ဘူးသို့တော့စိတ်သက်သာမှုယောဂသက်သာမှုကိုရမှုရစေရမှာဟောဒီလိုတော့ရှိအကျိုးရှိရတယ်ဒါမို့ဆေးရုံတွေပါဆိုလို့ရှိရင်နိုင်ငံခြားတချို့နိုင်ငံတွေမှာသူကဘာသာဆိုင်ရာပုဂ္ဂိုလ်တွေကိုခန့်ထားဘာသာဆိုင်ရာပုဂ္ဂိုလ်တွေကိုခန့်ထားဒီဗုဒ္ဓဘာသာဆိုရင်ဗုဒ္ဓဘာသာဘုန်းကြီးတွေခန့်ထားခရစ်ယာန်ဆိုခရစ်ယာန်ဘုန်းကြီးတွေခန့်ထားမွတ်စလင်ဆိုမွတ်စလင်ဆိုင်ရာတရားဟောဆရာတွေခန့်ထားဆေးရုံတွေမှာမကြမ်းမမှဖြစ်လာတဲ့ပုဂ္ဂိုလ်ကုလို့မရတော့ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေသူကများသောအားဖြင့်လုပ်တယ်တွားပြီးတော့တရားဟောပေးရတဲ့အလုပ်ခိုင်းထားတာတွေရှိတယ်ခုတချို့နိုင်ငံတွေမှာအဲ့ဒါလုံးနေပြီပေါ့နော်အဲ့တော့ဘာဖြစ်ပါလဲဒါမျိုးကတော့ရှိတဲ့နဲ့ပေါ့ဒါတော့ဘုရားဘာသာဝင်တွေကကိုယ့်ဘာကိုလုံးနေကြတာတွေရှိပါလေကိုယ့်ဘာကိုဘုန်းကြီးတွေပြင်တရားနာဒါတို့အဲ့တချို့များဆိုရင်ကိုယ့်ကိုမထင်လို့ဆိုတရဏဂုံတင်တာရှိသေးတယ်နော်မှန်ပါဗျာဘယ်လိုပဲဖြစ်ဖြစ်ကိုယ်စိတ်ဓာတ်ရေးရတဲ့ပတ်သက်ပြီး psychotherapy ဆိုတာတော့ဖြစ်တယ်ပေါ့သူ့ရဲ့စိတ်နေစိတ်ထားနဲ့ဒါအရေးကြီးတယ်အာဘိစကားပြောကြရမယ်အာဘိစကားပြောကြလို့စိတ်အားတွေတက်လာပြီဆိုလို့ရှိရင်ယောဂဝေဒနာက curable ဆိုလို့ရှိရင်ပျောက်သွားမှာ
အင်ကျူဝရီဘောဆိုရင်တော့မပြောက်တော့ဘူးဒါလားဘုရားကုလည်းပြောက်မှာမဟုတ်ဘူးအင်ကျူဝရီဘောကုလို့မရတဲ့ယောဂကြတယ်ကုရမယ်ဒါနော်ကုလို့မရတဲ့ယောဂဖြစ်အောင်စိတ်ချမ်းသာမှုရသွားလို့ရှိရင်အများကြီးကျိုးရှိသွားမယ်ဘဝမှာအများကြီးကျိုးရှိသွားမယ်ဂိရိမာနန္ဒကိုတော့နေမကောင်းတဲ့မသာဖြစ်နေတော့မြတ်စွာဘုရားကအာနန္ဒာတဲ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားလိုက်မသွားဘူးလိုက်သွားတာအကြောင်းတော့ရှိစာထဲမှာတော့ဘာကြောင့်လိုက်မသွားတာမပါဘူးအာနန္ဒာတဲ့ဟောဒီတင်ညာ10ပါးတရားကိုဂိရိမာနန္ဒကိုတော့သွားဟောလိုက်တဲ့ဘုရားကသင်ပေးလိုက်တဲ့ရှင်အာနန္ဒာကိုတင်ညာ10ပါးတရားကိုတင်ညာ10ပါးဆိုတာအနိစ္စတင်ညာမမြဲဘူးဆိုတဲ့အမှတ်တင်ညာပွားပုံပွားနည်းမြတ်စွာဘုရားသင်ပေးလိုက်တယ်အနတ္တတင်ညာအတ္တမဟုတ်ဘူးခံရတဲ့အရာတစ်ခုမှကိုယ်ပိုင်တဲ့အရာတစ်ခုမှမရှိဘူးဆိုတာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကအနတ္တတင်ညာကိုလည်းဟောပေးလိုက်တယ်အတုဝတင်ညာခန္ဓာကိုယ်ကြီးကမတက်မတဲရွံစဝဲဖြစ်တယ်ဆိုတဲ့အရာကိုလည်းမြတ်စွာဘုရားသင်ပေးလိုက်တယ်အာဒီနဝတင်ညာခန္ဓာကိုယ်မှာယောဂဝေဒနာတွေဆိုတာသဘာဝပဲသဘာဝတရားစဉ်းစားကြအောင်လို့အဲ့ဒီအာဒီနဝတင်ညာကိုလည်းသင်ချပေးလိုက်တယ်မဟာနတင်ညာမကောင်းတဲ့အတွေးလူဆိုတာဒီအတွေးကမကောင်းတဲ့အတွေးတွေတွေးတတ်တယ်ဆိုပါစို့ကောင်းတဲ့အာယုန်နဲ့တွေ့လို့ရှိရင်ခံစားတဲ့အတွေးတွေတွေ့တယ်မကောင်းတဲ့အာယုန်နဲ့တွေ့ရင်မုန်းတိတဲ့အတွေးတွေတွေ့တယ်ဟုတ်ကဲ့အဲ့ဒီအတွေးတွေကိုမကောင်းတဲ့အတွေးအပြစ်ရှိတဲ့အတွေးတွေကိုလက်မခံဖို့ဆိုပြီးတော့မြတ်စွာဘုရားအပြစ်ရှိတဲ့အတွေးနဲ့အပြစ်မရှိတဲ့အတွေးခွဲခြားပြီးတော့အဲ့ဒီမှာပါဟာနပညာဆိုတာကိုလည်းဟောပြီးနောက်တစ်ခုဝိရာဂပညာဘဝကြီးတစ်ခုပေါ်မှာတတ်မဲ့ဖို့ကင်းဖို့နိရောဓပညာဘဝကြီးပေါ်မှာဒုက္ခတွေချုပ်ဆုံးဖို့ဆိုတာလေအဲ့ဒီအမှတ်ပညာတွေကိုလည်းမြတ်စွာဘုရားကသင်ကြားပြီးတော့ပေးလိုက်တယ်။နောက်သဗ္ဗလောကေအနဗ္ဗိရတပညာလောကကြီးတစ်ခုလုံးကပျော်စရာဆိုတာမရှိပါဘူး။တကယ်စဉ်းစားကြည့်ပျော်စရာမရှိဘူးဆိုတဲ့အမှတ်ပညာကိုရအောင်ပွားဖို့ပွားနည်းကိုသင်ပေးလိုက်တယ်။နောက်တစ်ခုသဗ္ဗသင်္ခါရေတုအနိစ္စပညာသင်္ခါရအားလုံးဘာမှမမောစရာမရှိဘူးဆိုတဲ့အနေထားကိုလည်းသင်ပေးလိုက်တယ်နောက်ဆုံးကျတော့အာနာပါနတတိဆိုတာထည့်ပြီးခေါ်ပေးလိုက်တော့တင်ညာလေးတွေကတော့9ပါးအာနာပါနတတိနဲ့ပေါင်းလိုက်တဲ့အခါကျတော့10ခုသို့ပေမဲ့တင်ညာ10ပါးလို့ညာတာကိုကြည့်ပြီးဒီလိုခေါ်တယ်နော်မှန်ပါပါဗျာအဲဒီဂိရိမာနန္ဒယဟန်နေမကောင်းတိုင်းမှာဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားကအာနန္ဒာဟောဒီတင်ညာ10ပါးကမ္မထန်တရားကိုသွားပြီးတော့ခေါ်လိုက်ခေါ်လိုက်လို့ရှိရင်တရားနာပြီးတာနဲ့တကယ်နဲ့ဂိရိမာနန္ဒယဟန်နေကောင်းသွားလိမ့်မယ်ကျမ်းမာသွားလိမ့်မယ်ဂိရိမာနန္ဒယဟန်ကဒီတရားတွေနာရင်နဲ့သူ့စိတ်ကလေးကရှင်းတတ်ပြီးတော့နေကောင်းသွားလိမ့်မယ်မြတ်စွာဘုရားကဲမြတ်စွာဘုရားအမိန့်ရှိတဲ့အတိုင်းပဲရှင်နန္ဒမထေရကအဲ့ဒီဂိရိမာနန္ဒယဟန်စီကိုသွားပြီးတင်ညာ7ပါးတရားကိုအသေးစိတ်သွားဟောကြားလိုက်တာဂိရိမာနန္ဒနာရင်နဲ့တရားလဲဆုံးရောသူတဏ္ဍာမှာရှိတဲ့ယောဂဝေဒနာပျောက်သွားတာပျောက်တာမှစိတ်ရဲ့ဖက်မပါဘူးတခါလဲပျောက်တာတဲ့နော်မှန်ပါဗျာလုံးဝတခါလဲပျောက်သွားတယ်နောက်ထပ်မပေါ်အောင်ယောဂပျောက်သွားတယ်စိတ်စားတဲ့အတောင်မလို့တော့ဒါလည်း psychotherapist နော် psychotherapy ပဲခုခေတ် psychotherapy ဆိုတာအဘိဓမ္မာပြောရင်တော့ပြောနေတာဒီလိုဓမ္မစွမ်းရည်ပါတာမဟုတ်ဘူးနော်မှန်ပါဗျာအခုကိနောက်နိုင်ငံလူတွေက Buddhist psychotherapy ကိုတွေ့လို့ရှိရင်သူတို့ဘယ်တော့သဘောကျလဲမသိဘုန်းကြီးတို့နေသာလန်နိုင်ငံဗိဓမာသင်္นานနှစ်ဆက်သွားပြီးတော့ပို့ချလေးရှိတယ်2004ကစပြီးတော့အဲ့မှာလာတက်တဲ့ကျောင်းသူတွေဆိုတော့လာတက်တဲ့ပုဂ္ဂိုလ်တွေက psychiatrist တွေပါတယ် psychotherapist တွေပါတယ်ဘာဖြစ်လို့လဲဆိုတော့အဘိဓမ္မာဆိုတာ Buddhist psychology ကို psycho philosophy ဆိုပြီးတော့ဒီအဘိဓမ္မာတရားကိုလာပြီးတော့သင်ကြအဲလမ်းသင်တဲ့ထဲမှာ psychotherapist တို့ psychiatrist တို့သူတို့လာကြ
လာပြီးတဲ့အခါကျတော့သင်တန်းပြီးဆုံးတဲ့အခါမှာသူတို့ feedback လို့ခေါ်တယ်သူတို့ရဲ့ထင်မြင်ချက်သူတို့ရဲ့ခံစားချက်တွေ feedback ကိုရေးပြီးတော့ပေးကြတယ်ပေါ့အဲရေးပေးတဲ့ထဲမှာ psychotherapist တို့ psychiatrist တို့ဆရာမကြီးတွေကဘာပြောတော့ဆိုအရှင်ဘုရားဒီလာပြီးတော့ဘုရားရဲ့အဘိဓမ္မာကိုလာပြီးသင်ကြားပေးသည့်အတွက်ကြောင့်တပည့်တော်တို့အရင်သိထားတဲ့ psychology အတွေးခေါ်တွေပြောင်းရမယ်ထင်ပါတယ်တဲ့ရှော့ရှော့ပေါ့ပေါ့ပြောတာကျတော့ဟုတ်လားမှန်ပါပါဗျ Buddhist psychology နဲ့သူတို့ Western psychology ဒီနှစ်ခုကိုပေါင်းကူးပေးသည့်အတွက်ကြောင့်အရှင်ဘုရားကိုကျေးဇူးတင်ပါတယ်တဲ့သူတို့ဤစနစ်တွေဟာဘုရားဘာသာဤစနစ်နဲ့ပြန်ပြီးတော့သူတို့ညှိနှိုင်းပြီးလုပ်ရမယ်လို့ထင်ပါတယ်ဆိုတဲ့စကားသုံးလေးကိုသူတို့ထည့်ပြီးတော့ရေးထားတာကိုတွေ့ရတယ် psychotherapist တွေကအဲ့တော့မြတ်စွာဘုရားဘုန်းကြီးတို့အဲ့ဒီတော့သင်တော့အဘိဓမ္မာပဲသင်တာဒီကနေ့ဟောတဲ့တရားမျိုးကိုဟောပေးလိုက်ရင်သူတို့သိသိချင်တယ်ပေါ့ဒီကနေ့ဟောတဲ့တရားမျိုးကိုမဟောဘူးအဲ့ဒီတော့စိတ်အကြောင်းစေတသိက်အကြောင်းရုပ်အကြောင်းလို့ဆိုတဲ့အဘိဓမ္မာတရားကိုဟောပေးတာဟုတ်နော်အဲ့ဒါလည်းဒီမဲ့သူတို့ကအတော်ချိန်နှက်သွားတယ်ကဲဂိရိမောနန္ဒယဟန်ကိုသင်ညာ10ပါးကမ္မဋ္ဌာန်းတရားကိုဟောလိုက်တယ်ကျမ်းစာမှာကြီးတဲ့ဒီဂိရိမောနန္ဒယဟန်ယောဂဝေဒနာကြောက်ခဲ့ပြီးတော့သွားတယ်ဘာကြောင့်ဘယ်လိုလုပ်ကြောက်ခဲ့တာလဲကဲနောက်တစ်ခုစဉ်းစားကြအားလုံးကြားဘူးတဲ့မေပတ္တာပတ္တာစာရာလို့စာထဲမှာရေးတယ်အရာထဲမှာတော့ပတ္တာစာယီလို့ပဲနာမည်ကြားကြနော်အဲ့ဒီပတ္တာစာယီပဲခေါ်ခေါ်ပတ္တာစာရာပဲခေါ်ခေါ်အဲ့ဒီအမျိုးသမီးဟာတောကုံမတ္တကလို့ခေါ်တယ်တောကကြောင့်ယူသွားတယ်စိတ်ကြောင့်ယူလာပဲစိတ်ကြောင့်ယူလို့ရှိရင်စိတ်နဲ့ပဲပြန်ကူရမှာသူကခုထုံးကအဲ့တိုင်းခန္ဓာကိုယ်ကြီးမှာဒီမှာလူရဲ့ခန္ဓာမှာဥဒ္ဓကြောင့်ဖြစ်တဲ့ယောဂလားအာဟာရကြောင့်ဖြစ်တဲ့ယောဂလားစိတ်ကြောင့်ဖြစ်တဲ့ယောဂလားကံကြောင့်ဖြစ်တဲ့ယောဂလားအဲ့ဒီမှာအနေနိုင်မတတ်လို့ဖြစ်တဲ့ယောဂလားဟောယောဂတွေကအမျိုးမျိုးရှိတယ်အဲ့ဒီယောဂအမျိုးမျိုးတွေမှာအနေထိုင်မတတ်လို့ဖြစ်တဲ့ယောဂကအနေထိုင်ဆင်ញင်ပေါ့ဥဒ္ဓကြောင့်ဖြစ်တဲ့ယောဂကြတော့ဥဒ္ဓကိုပြင်ပေးပေါ့အာဟာရကြောင့်ဖြစ်တဲ့ယောဂကြတော့အာဟာရကိုပြင်ပေးရမယ်ဒါသူကုထုံးတဲ့လူပဲဒါကသိဖို့ပဲလို့တယ်နော်ကံကြောင့်ဖြစ်တဲ့ယောဂကြတော့ကံနဲ့ကုစားစိတ်ကြောင့်ဖြစ်တဲ့ယောဂကြတော့စိတ်နဲ့ပဲပြန်ကုစားဟောစိတ်နဲ့ပြန်ကုစားအဲ့တော့စိတ်ကနဲ့စိတ်နဲ့ကံဆိုတာကတော့စွမ်းအားကြီးမားတဲ့အရာနှစ်ခုပဲဥဒ္ဓတို့အာဟာရတို့လည်းပဲစွမ်းအားကြီးမားတဲ့အရာတွေပါပဲသို့သောစိတ်စွမ်းအားနဲ့ကံစွမ်းအားကပို့ပြီးတော့ကြီးမားထက်မြက်တယ်လို့ပြောရတယ်အဲ့ဒီပတ္တာစာရဟာတောကုံမတ္တကလမ်းမှာမိဖွားတယ်လေးမှာသူဒုက္ခကိုစဉ်းစားပြီးတော့ကိုယ်ကိုယ်တိုင်ခံစားကြည့်လိုက်ပေါ့နော်ခုခေတ်ပြောတာလို့ခံစားကြည့်ထားတယ်ဆိုတာတကယ်ခံစားကြည့်သလားတော့မသိဘူးကိုယ့်အကိုခံစားကြည့်ပတ္တာစာရီနေရာကိုကိုယ်ကဇတ်ဆောင်လုပ်ပြီးတော့ခံစားကြည့်တရုပ်ဆောင်ကြည့်ပေါ့တောင်းထဲမှာမိဖွားမလို့လာတယ်မိုးရလည်းဓာတ်ရွာတယ်ဒုက္ခတွေကြီးကျယ်ရောက်နေတယ်ထင်းရှာတယ်ယောက်ျားတို့တဲ့လူကယောက်ျားအားကိုးလာတယ်ကလေးပေါက်စားတွေပါလာသေးတယ်ဩမိုးရီထဲမှာသွားပြီးတော့ထင်းရှာထင်းချိုးနဲ့လမ်းမှာမွေကြိုက်လို့ခါသေးရောအဲ့နာတယ်မယ်ကတူတယောက်လက်ကြံတော့မိုးတွေကလည်းကြွားလို့ကလေးလေးကိုအဲ့ဒါမိုးကိုသာမိုးရွှဲပါလေကလေးလေးမိုးမရွှဲပါစေနဲ့ဆိုပြီးတော့ကလေးလေးပေါ်မှာဟုတ်လားလေးပဲထောက်ပြီးတော့တညာလုံးကလေးလေးကိုအမိုးမုတ်ပြီးတော့ပေးထားတယ်ကဲဒုက္ခစဉ်းစားကြည့်တောကဒုက္ခကြီးကျယ်ရောက်အဲ့ဒါနဲ့ကလေးပေါက်စားကလေးရောတောင်းနိုင်တဲ့အရွယ်လမ်းသားကလေးတယောက်ရောကလေးလေးချီကိုကလေးလေးလက်ဆွဲပြီးတော့လာတော့ညာရွာထားတဲ့မိုးရဲ့အရှိန်နဲ့အစိရဝတိကြီးကရေတွေကတတနဲ့စီးနေ
အဲ့ဒီတသက်နဲ့စီးနေတဲ့ကြားထဲမှာဟိုကလေးလေးတစ်ဖက်ကိုသွားပြီးတော့ပို့ဖို့ကလေးလေးဝိရိကာကြကလေးလေးကိုဟိုဘက်ကမ်းသွားပို့နှစ်ယောက်စလုံးသွားလို့မရဘူးတယောက်တည်းကိုမလဲချိတ်ပြီးတော့ဟိုဘက်ရေစည်းကတအားတန်တော့ဟိုဘက်ကိုကူကလေးလေးကိုဟိုဘက်မှာချပြီးဒီဘက်ပြန်အလာရေလေကောင်တော့ရောက်တဲ့အခါကျတော့အဲ့ဒီကလေးလေးကနေတာရဲလေးဆိုတော့အပေါ်ကဆွန်ကတားတဲ့မှတ်ပြီးတော့ဆင်းလာပြီးအဲ့ဒီတုတ်ချသွားအဲ့ဒီမှာဟေးဟေးနဲ့6ရင်းကနေဒီဘက်ကလေးကသူ့ခေါ်တယ်ထင်ပြီးရေထဲဆင်းလိုက်ပြောပါသွားကဲသူ့ဘာကြံတော့မမ်းချင်တော့3ယောက်ရှိတာကုန်ပြီလေမှန်ပါပါဗျာကိုယ်တိုင်ခံစားပြီးတော့ကြည့်လိုက်မယ်ဆိုရင်3ယောက်ရှိတာကုန်သွားပြီလမ်းမှာယောက်ျားဆုံးသွားပြီအခုရေထဲမှာကိုယ်မျက်စိအောင်မှာကလေး2ယောက်ဟောလားကလေးတယောက်ကရေထဲမျောသွားတယ်ကလေးတယောက်ဆွမ်းချီသွားတယ်ပြီးရောအဲ့ဒီလိုဒုက္ခဖြစ်သွားတဲ့အခါမှာအာဟုလေးကျန်နေသေးတယ်ဒါကြောင့်မို့လို့သူစိတ်အားတင်းတာဘာလို့ဆိုရင်အိမ်မှာအမေအဖေမောင်လေးတယောက်ကျန်နေတယ်အာဟုနဲ့တော့တောင်းတိကြီးကျန်ခဲ့တယ်သူကတတိသမီးတောင်းတိကြီးရောက်တဲ့တောင်းတိပြည်နာရောက်တဲ့အခါကျတော့လမ်းမှာလူတယောက်တွေ့ရုပ်ပြင်မှာပဲရှိသေးတယ်စုံစမ်းနေပေါ့သူကလည်းအိမ်ကထွက်လာတာကြားပြီလေစုံစမ်းကြည့်တယ်ဘယ်ရက်ွက်ဘယ်လမ်းမှာနေတဲ့တထေးကြီးတို့တထေးကတော်တို့မောင်လေးတို့နေကောင်းကြလားလို့မေးတဲ့အခါကျတော့ခီးသွားတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လို့မေးတာလဲမမေးခြင်းနဲ့ညာဒေကြီးမိုးကြီးကြပြီးတိုက်ပြိုကြလို့အဲ့ဒီတထေးကြီးရောတထေးရောရောတထေးရဲ့သားရောသိတယ်ဟောနာမနှမ်းကြည့်မျိုးတလူလူနဲ့အဲ့ဒါသူတို့ကိုတကြိုးနေတာကဲကြည့်တော့သူ့ဘဝမှာဘာမှမရှိတော့ကုန်ပြီအာကိုဆိုလို့တခုမှမရှိတော့ကဲပဒါစာရီမမယူရင်ဘယ်သူယူစရာရှိအောင်လို့နော်မှန်ပါဗျာအဲ့ဒါသောကုံမတ္တကသောကကြောင့်ယူထွက်သွားအကုန်ယူသွားတဲ့အခါကျတော့အဝတ်တော်ဝတ်မှမသိတော့ဘူးဘာတွေလို့တုံးဆိုရင်အဖေမတွေ့ဘူးလားအမေမတွေ့ဘူးလားနဲ့လိုက်ပြီးတော့မေးနေသူဘာလို့နေလဲဆိုတာသူ့ကိုယ်သူကိုမသိတော့ဝိတင်ကြီးလို့ခေါ်တယ်အမှတ်တင်ညာတွေလုံးဝပြောက်သွားတယ်အယူမဘဝရောက်သွားရတယ်အဲ့ဒီအယူမဟာလည်းမြတ်စွာဘုရားနဲ့တွေ့လို့ဟောဒီဘုရားက psychotherapy နဲ့လုပ်ပေးလိုက်တာအယူပြောက်သွားတယ်နော်မှန်ပါပါဗျာပြောက်ဘယ်လိုလုပ်တုံးဆိုရင်မြတ်စွာဘုရားစီမှာအခုလိုတရားပွဲမှာဝင်ချလာတယ်သူဘာလို့သူမသိတော့ဘူးရှေ့မှလည်းမသိဝင်လာပြီးတော့ဘုရားစီမှာလာပြီးဘုလူမေးဒီလူမေးအမေတွေ့ဘူးလားအဖေမတွေ့ဘူးလားနဲ့မေးတယ်အဲ့လိုမေးတဲ့အခါကျတော့ဘေးနာလူတွေအဝတ်ကလေးတစ်ခုပြစ်ပေးတယ်ပေါ့သူကတော့ဒီလိုမေးညိုင်းကနေဘုရားနာရောက်တော့မြတ်စွာဘုရားကအမတန်မှကြီးမားတဲ့ကရုဏာဓာတ်ကိုသူစီစိတ်လွတ်ပြီးတဲ့အခါကျတော့တတိထားပါလို့ပြောလိုက်တဲ့အချိန်လေးမှာတတိပြန်ဝင်သွားတယ်အဲ့ဒီချိန်ကျမှဘေးကပြစ်ပေးလိုက်တဲ့အဝတ်ကလေးကိုပတ်ပြီးတော့ဘုရားရှိခိုးထိုင်ပြီးငိုတာအဲ့ဒီချက်မှငိုနိုင်တယ်နော်အရင်တော့မျက်ရည်တောင်မထွက်ဘူးရီလိုရီမောလိုမောနဲ့အဲ့ဒီလိုမျက်ရည်ကိုမထွက်နိုင်အောင်သူကသောကဖြစ်သွားတယ်မှန်ပါပါအဲ့တော့လောကမှာငိုနိုင်သေးတယ်ဆိုရင်တော်သေးတယ်လို့အောင်မယ်ဟုတ်တယ်လေမှန်ပါပါတချို့ဆိုပြောကြတယ်ပေါ့လားငိုချလိုက်တိုင်တော့ညတယ်နော်ငိုနိုင်သေးရင်တော်သေးတယ်ငိုကုန်မငိုနိုင်တော့ဘူးရီပြီးဆိုရင်မလွယ်တော့ဘူးအဲ့ဒီလိုပဒါစာရီတော့ဒုက္ခတွေရောက်ပြီးတော့ဘယ်လိုနည်းနဲ့အယူယောဂပြောင်းပြီးတော့တကယ်ကိုထိတ်တန့်ဣတရေယဝိနည်းဆောင်ထဲမှာတော့နံပါတ်1ဣတရေယလူရတဲ့ဒိက္ခုနီမကြီးဖြစ်ပြီးတော့သွားတာလေ။တာမန်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ psychotherapy ဆိုတာတိတ်ပြီးတော့စွမ်းချက်တယ်လို့ပြောရမှာပဲနော်။မှန်ပါဗျာ။ဒါရင်းနဲ့ပတ်သက်ပြီးဘုန်းကြီးတို့တည်းကကမ္ဘောဒီးယားလူမျိုးဩစတြေးလျနိုင်ငံမှာနေတဲ့ကမ္ဘောဒီးယားလူမျိုးပါမောက္ခတယောက်သူနာမည်ကဒေါက်တာသက်သွန်နဲ့ပမာစကားနဲ့ဆိုဒေါက်တာသက်ထွန်းလို့အောင်းမိတာသူရေးထားဒေါက်တာသက်သွန်ဆိုတဲ့ကမ္ဘောဒီးယားပါမောက္ခတယောက်
ဘုန်းကြီးတို့ပြည်ဆိုင်ရာဒီရဝရဘုရားသာသနာပြုတက်ကတူရောက်လာပြီးချိန်တောင်းတယ်တွေ့ကျင်တဲ့ဆရာတော်တွေနဲ့တွေ့ပြီးတော့သူမသိရအိမ်မေးချင်တယ်ပေါ့ဘုန်းကြီးတို့အချိန်ကျင်းပေးလိုက်တဲ့အခါရောက်လာတဲ့အခါသူဘာတွေမေးလို့ဆိုလို့ရှိရင်အခုပြောတဲ့ Buddhist psychology နေတဲ့ပတ္တစာပြီးအယူပြောင်းသွားတာဘာကြောင့်ပြောင်းတာလဲသူစဉ်းစားလို့မရဘူးနောက်ရှင်မကတ္တဗတို့ရှင်မမောက္ကလန်တို့မြတ်စွာဘုရားတို့99ပါးနာဂာနဲ့ယောဂပြောင်းတာဒါဘယ်လိုပြောင်းတာဘယ်လိုနည်းနဲ့ဆက်သွယ်ပြီးတော့ပြောင်းတာလဲခိရိမာနန္ဒယဟန်ပညာ7ပါးတရားနာလိုက်တာနဲ့ယောဂပြောင်းသွားတယ်လို့ဆိုတယ်ဒါဘယ်လိုပြောင်းတာလဲသူမေးတဲ့မေးခွန်းအဲ့တော့ဘုန်းကြီးတို့ကဘာဖြေပေးလိုက်တော့ဆိုလို့ရှိရင်ဒီယောဂဖြစ်နေတယ်ဆိုတဲ့နေရာမှာလို့တချို့ကစိတ်ကြောင့်ဖြစ်တာလည်းရှိပေါ့ဥဒုကြောင့်ဖြစ်တာလည်းရှိတယ်အာဟာရကြောင့်ဖြစ်တာရှိတယ်အဲ့ဒီမှာရသော်ဘုရားတို့ရှင်မမောဂလန်တို့ရှင်မတတ္တဗတို့ဆိုတကယ်ယဟန္တာကြီးတွေစိတ်ကြောင့်ဖြစ်တဲ့ယောဂတော့ဖြစ်နိုင်တယ်သူတို့ဟုတ်တယ်ဟုတ်သူတို့စိတ်ကယောဂဖြစ်เสียအကြောင်းမရှိသို့တော့ဥဒုတို့ဘာလို့ကြောင့်တော့ဖြစ်နိုင်ဥဒုကြောင့်ဖြစ်တဲ့ရုပ်တွေကိုအကြောင်းပြုပြီးတော့အကျမ်းမှာဖြစ်လာအဲ့ဒါကိုဥဒုကြောင့်ဥဒုတဲ့ပို့ပြီးတော့ပါဝါရှိတာစိတ်တို့ကံတို့ကပို့ပြီးပါဝါရှိတယ် mental power ဆိုပို့ကြီးတယ်နော်ဥဒုကြောင့်ယောဂဖြစ်ပြီးတော့ခန္ဓာကိုယ်ထဲမှာယောဂဖြစ်နေတယ်ယောဂဖြစ်နေတော့ဥရုကြောင့်ဖြစ်တဲ့ဆိုဥရုကိုပြင်လို့ရှိရင်ရနိုင်တယ်ဆိုဥရုကမွေးဖွားပေးတဲ့ယောဂကြတော့ဥရုနဲ့ပြင်လို့မရသေးဘူးဟုတ်ကဲ့နောက်ထပ်မဖြစ်အောင်သာဥရုကိုပြင်လို့ရတာဥရုကြောင့်ဖြစ်လာတဲ့ယောဂကြတော့သူယောဂဖြစ်ပြီးနေပြီအဲ့ဒါကြတော့ဗာနဲ့ကုစားတော့စိတ်နဲ့ကုစားတာရသော်ဘုရားဘုဇင်9ပါးတရားကိုဟောလိုက်လို့ရှင်မောကလန်တို့ရှင်မဟာကတ္တဝါတို့ကဘုဇင်9ပါးနာရင်နဲ့ရသော်ဘုရားကတတိတံဘုဇင်ကိုခေါ်ကတ္တဝါခေါ်မောကလန်နာနဲ့ဒီလိုဟောလိုက်တဲ့အချိန်လေးမှာတကယ်ကိုဘုဇင်ကိုတတိယပြီးသူတို့ထဲမှာတတိဆွမ်းအားတွေတက်တာတခါတမာရိတံဘုဇင်ကိုဝိရိယတံဘုဇင်ကိုပိဋိတံဘုဇင်ကိုပတ္တိတံဘုဇင်ကိုဥပေက္ခတံဘုဇင်ကိုဒါတွေဟောလိုက်တာနဲ့ရသော်ဘုရားခေါ်လိုက်တဲ့တရားကိုနာရင်နဲ့သူတို့စိတ်ထဲမှာခါတယ်ပိဋိတံဘုဇင်ကိုဆိုပိဋိတွေဖြစ်သွားတယ်မှန်ပါပါနော်ပတ္တိတံဘုဇင်ကိုဆိုဒီကိုယ်လုံးငြိမ်းချမ်းသွားအဲ့လိုစိတ်ဓာတ်ရဲ့စွမ်းအားတွေကနာရင်နဲ့အပြည့်အဝရလိုက်တဲ့အခါကျခုနဥဒုကြောင့်ဖြစ်တဲ့ယောဂတွေပျောက်ထွက်သွားဘယ်လိုပျောက်တော့လို့ဆိုတော့စိတ်ဖြစ်တိုင်းစိတ်ဒီရုပ်တစ်ခုကိုမွေးဖွားပေးတယ်တဲ့စိတ်တစားရုပ်လို့ခေါ်တယ်မှန်ပါပါဟုတ်လားမေတ္တာဘောနောမိုင်းစိတ်ကနေပြီးတော့ကြည်လင်အေးမြတဲ့စိတ်ကမွေးထုတ်လိုက်တဲ့ရုပ်ကလေးဟာကြည်လင်အေးမြလာပြီးမကောင်းတဲ့ဟာတွေနဲ့အစားထိုးသွားတယ်ခုနကဥဒုကြောင့်ဖြစ်တဲ့မကောင်းတဲ့ရုပ်တွေကိုတွန်းထုတ်လိုက်တဲ့အခါကျတော့ကြည်လင်အေးမြတဲ့စိတ်ကနေမွေးဖွားပေးလိုက်တဲ့ရုပ်ကလေးတွေဟာတကယ်ကိုကြည်လင်အေးမြပြီးမကောင်းတဲ့ရုပ်တွေနဲ့အစားထိုးလဲလိုက်တဲ့အခါကျကျမ်းမာသွားတာပေါ့မကျမ်းမာတဲ့ယုတ်တွေကိုကျမ်းမာတဲ့ယုတ်တွေနဲ့စားထိုးသွားတာမကျမ်းမာတဲ့ယုတ်ဒီထပ်တလဲလဲလာလို့မရဘူးစောစောတုန်းကတော့ဥရုကြောင့်ဖြစ်တဲ့ယုတ်ဒီယုတ်တစ်ခုပြတ်သွားရင်နောက်ထပ်ဥရုကြောင့်ဖြစ်တဲ့မကောင်းတဲ့ယုတ်ကဝင်လာတယ်နောက်ထပ်မကောင်းတဲ့ယုတ်ကဝင်လာတယ်စိတ်ဆွမ်းအားနဲ့ပီတိတွေပတ္တိတွေဖြစ်လိုက်တဲ့အခါကျတော့အဲ့ဒီယုတ်တွေရဲ့အင်အားညှိုးမိန်သွားပြီးတော့စိတ်ကြောင့်ဖြစ်တဲ့ယုတ်တွေကနေပြီးတော့တွန်းဖယ်လိုက်တာယောဂပြောင်းသွားတယ်ပတ္တစာရီယောဂပြောက်တာလည်းပဲဒီတိုင်းပဲလို့ရသော်ဘုရားကပထမစိတ်သက်သာရအောင် psychotherapy လုပ်ပေးတယ်။ဘာလုပ်ပေးလို့ဆိုရင်သူကပြောတာကိုသူ့မိသေးသွားပြီသူ့ဖေသေးသွားပြီသူ့မောင်လေးသေးသွားပြီသူ့ယောက်ျားလည်းဆုံးသွားပြီသူ့ကလေးနှစ်ယောက်လည်းသေးပြီ။ဟောဒါပဲသူပြောနေတာဆိုတော့ရသော်ဘုရားပြောတယ်အေးနေဦးမင်းမာတာအမေသေးတာလားအဖေသေးတာလား
ဟုတ်လားမောင်သေးတာလားသားသေးတာလားယောက်ျားသေးတာလားမေးကြည့်လိုက်တော့ကမ္ဘာလောကမှာလူတိုင်းကဒါတွေရှိနေတာပဲဒါကကာမဓမ္မောနိကမဓမ္မောမြို့တိုင်းရွာတိုင်းနယ်တိုင်းနိုင်ငံတိုင်းရဲ့သဘာဝကြီးပဲတယောက်တည်းနေတာမဟုတ်ဘူးအခုလိုသေလို့ငိုရတဲ့မျက်ရည်ဟာဟောဒီပင်လယ်ထဲကရေတွေတောင်များသေးတယ်လို့အနမတေကဒေသနာနဲ့တရားချလိုက်တဲ့အခါကျစိတ်ကတက်တာသွားတယ်နည်းနည်းလူဆိုတာကအဖော်ရလို့ရှိရင်တက်တာပဲကိုတယောက်တည်းကျစိတ်မိတ်ခံရတယ်ဟုတ်တယ်မလားမှန်ပါဗျာလူဆိုတာအဲ့ဒါကြောင့်မို့လို့ဖော်ရှာရတာနေဖော်လေးနဲ့ဆိုလို့ရှိရင်တက်တာဒုက္ခကိုအဲ့ဒါမျှခံရပေါ့ကိုတယောက်တည်းဆိုရင်လိမ့်ခံတယ်ပေါ့အေးအဲ့ဒါလို့မြတ်စွာဘုရားကသဘာဝတရားကြီးလောကတစ်ခုလုံးမှာရှိတဲ့အကြောင်းအရာတွေကိုမြတ်စွာဘုရားဟောလိုက်တဲ့ကစိတ်သက်သာသွားအဲ့ဒီစိတ်သက်သာသွားတဲ့အချိန်လေးကြာတော့မှတရားဓမ္မကိုဟောပြောလိုက်တော့အသိဉာဏ်တွေကရှင်းလာတဲ့အခါခုနကမူးနေတဲ့နှလုံးသားမှာအေးသွားမြတ်စွာဘုရားတရားနာရင်ခုနကတော့တောကကမွေးထုတ်တဲ့ရုပ်ပဲရှိတယ်လေမှန်ပါဗျာရုပ်ကစိတ်ကိုမွေးတယ်ဆိုတာစိတ်ဖြစ်ဖြစ်ချင်းစိတ်ကရုပ်ကိုမွေးတယ်ဆိုတာစိတ်ဖြစ်ဖြစ်ချင်းရုပ်ကပေါ်လာကြည့်ဒေါသဖြစ်တဲ့ဒေါသကနေပြီးတော့မွေးထုတ်လိုက်တဲ့ရုပ်ဟာမဲ့ထွက်တာဟုတ်တယ်စိတ်ဆိုးလိုက်ညနေကြောတင်းသွားပြီမဲ့သွားပြီဟောဒါစိတ်ဆိုးတယ်အဲ့ဒါချက်ချင်းမွေးထုတ်တယ်ချက်ချင်းမွေးထုတ်လိုက်ဒေါသကနေပြီးမွေးထုတ်လိုက်ရင်အယုဆိုးသွားပြီအဲ့ဒါလိုပဲအခုပီတိတို့ပန္နတိတို့ကောင်းတဲ့စိတ်တွေကလည်းမွေးထွက်လိုက်တဲ့အခါကျတော့ကောင်းတဲ့ရုပ်ကလေးတွေဖြစ်လာနှလုံးလေးအေးချမ်းသွားတယ်စိတ်တွေငြိမ်းချမ်းသွားတယ်ပူပန်တာတွေမရှိတော့ဘူးပဋ္ဌာစာတွေကစိတ်ကလေးငြိမ်းချမ်းသွားတဲ့အခါကျတော့သဘာဝတရားဆင်ခြင်စဉ်းစားတတ်လာတယ်အမှန်တရားကိုသိလာတယ်ငြိမ်းချမ်းသွားတယ်တောကတွေပြောက်သွားတယ်တောကကြောင့်ထုတ်တဲ့ရုပ်လည်းမရှိတော့ဘူးရုပ်လည်းကြည်လာတယ်စိတ်လည်းကြည်လာတယ်ဒီနည်းနဲ့ပြောက်သွားတာပါလို့ခိမာတန္တယဟန်ပညာ7ပါးနာရင်ယောဂပြောက်တယ်ဆိုတာလေအဲ့ဒါပဲလို့ခေါ်နေတဲ့အချိန်မှာတရားကနောက်ကနေလိုက်ပြီးတော့ရှင်းနေတာကြည့်ပြီးမြတ်စွာဘုရားလက်ထက်တည်းမှာတရားနာရင်ဒေသနာဝတ္တလေးတော့သတုရတိတိသဟတာတိပါဏသဟတာတိသောတပတ္တိဖလံသစ္စိမကံတုဆိုပြီးတော့လေဒေသနာအဆုံးမှာတဲ့7,400သောတတ္တဝါတွေသောတပန်ဖြစ်ကြတယ်လို့ဒီလိုဟာမျိုးတွေခဏခဏတွေ့တယ်ဟုတ်လားမှန်ပါဗျာအဲ့ဒါဘာဖြစ်လို့သောတပန်ဖြစ်တယ်ဆိုရင်တရားနာရင်တရားသဘောကိုစိုက်ရင်းကနေကိုယ်ခန္ဓာကိုယ်အာရုံပြုပြီးတော့ဟုတ်တာပါလားဟုတ်တာပါလားလို့ခန္ဓာကိုယ်နဲ့ apply လုပ်ပြီးနာသည့်အတွက်ကြောင့်ကျင့်ပြီးသားဖြစ်တရားကျင့်တယ်ဆိုတာနာရင်လည်းကျင့်ပြီးသားဖြစ်သွားတယ်ပြီးလို့ရှိရင်ဟုတ်ကဲ့ဒါဉာဏ်ရဲ့ကိစ္စဉာဏ်ရဲ့ကိစ္စဆိုတာအမေတ္တမဉာဏ်နဲ့အတိဉာဏ်ဆိုတာအလုံးဉာဏ်နဲ့ဒါကြောင့်မို့လို့တရားနာတဲ့အခါမှာသူကစိတ်ဆိုင်ပြီးတော့ကိုယ်တန်တန်မှာ apply လုပ်ပြီးတော့နာဖို့အရေးကြီးတယ်ပေါ့မှန်ပါဗျာအဲ့ဒါလိုနာလို့ရှိရင်တရားထဲမှာစိတ်ဆိုင်နေသည့်အတွက်ကြောင့်စိတ်ကလည်းငြိမ့်နေတယ်ငြိမ့်နေသည့်စိတ်ကဖြစ်ပေါ်လာတဲ့ရုပ်ကလေးတွေကလည်းငြိမ့်နေတဲ့ရုပ်တွေဖြစ်လာမှာငြိမ့်နေတဲ့ရုပ်တွေဖြစ်ပြီးတော့စိတ်နှလုံးမှာအေးချမ်းပြီးတော့အသိဉာဏ်တွေကဖွံ့ဖြိုးလာဆက်ဆက်မှုကအဲ့ဒါလိုရှိတယ်ရုပ်နဲ့နာနဲ့ဟာ mutual relations တစ်ခုနဲ့တစ်ခုအပြန်အလှန်ဆက်သွယ်ပြီးတော့နေတယ်လို့ဘုန်းကြီးတို့အဲ့ဒါကိုရှင်းပြလိုက်တဲ့အခါကျတော့အဲ့ဒီဒေါက်တာတက်တော်ဟာအလုံးကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့သူ့ကိုစာအုပ်ပြီးတော့မှစာအုပ်လေးလက်ဆောင်ပေးတဲ့အခါကျတော့အာရပါယစာအုပ်တွေရောလက်ရောဆွဲပြီးသူ့ကောင်းပေါ်တင်တာတွေ့ကြရတယ်။သိကျင့်တတ်သွားတယ်ပေါ့။သူရင်တော့မသိဘူးတဲ့ဒီလိုဘာဖြစ်လို့ယောဂပြောင်းမှမသိဘူး။ဒီလိုဆက်ဆက်မှုရှိတယ်လို့ဆိုတာကိုရှင်းပြ။ဂျာမနီသွားတော့ကလည်းပဲဂျာမနီကမေကတာဆိုတာတွေ့ကြရခုသေးတယ်ဒီလိုပဲသူကတော့သူ့အမျိုးသားတည်သွားလို့ပတာစာရီဖြစ်တာသူ့အမျိုးသားဓာတ်ပုံလေးရဲ့ပန်းချင်းလေးရဲ့ဘုန်းကြီးတို့အဲ့ဒီဖရန့်ဖတ်မှာဖရန့်ဖတ်နာကဖရန့်ဖတ်မြို့ထဲမှာဖတ်ပွေးဆိုတဲ့ဗီယက်နမ်ဘုန်းကြီးကျောင်းအဲဒီတော့လာပြီးတော့တွေ့ကြတယ်
ခွင့်တောင်းတော့အချိန်တတ်မှတ်ပြီးတော့ပြီးတော့ညနေကျတော့ပန်းချင်းလေးနဲ့ဓာတ်ပုံလေးနဲ့ရောက်လာပြီးတော့မျက်ရည်နဲ့သူကအဲ့ဒါကဂျာမနီရဲ့ပဲဗတာမျက်ရည်လေးနဲ့လာတယ်မျက်ရည်လေးနဲ့လာပြီးတော့ဓာတ်ပုံလေးပြဒါတော့အဲ့ဒါ3လလောက်ကတယောက်ကျဆုံးသွားတယ်တဲ့သူ့ပေါ်မှာအမှန်ကောင်းတယ်ပေါ့ဒီလိုယောက်ျားမျိုးသူတွေ့ဖို့ဆုံးဖို့ဆိုတာလုံးခဲနေပေါ့သိကောင်းတယ်ပါညာနဲ့ပြောပြီးတော့အဲ့မှာသူကလည်းဘယ်လိုမှနေလို့ထိုင်လို့မရဘူးတဲ့သူ့ကိုသူတတ်တယ်ကိုအချိန်ချင်းကြိုးစားမိတယ်စိတ်ကူးမိတယ်ပေါ့တတ်တယ်ခြင်းဆိုတော့လည်းဘုန်းကြီးလည်းမြတ်စွာဘုရားစီကနီးယူပြီးတော့ဒီပါဦးမင်းတို့ Frankfurt မှာလူကြီးဘယ်လောက်ရှိလဲအဲ့ဒီလူကြီးရှိတဲ့ထဲမှာဂျာမနီမှာလူကြီးဘယ်လောက်ရှိလဲတနေ့လူတွေဘယ်လောက်သိသလဲအဲ့တော့ကမ္ဘာလောကကြီးမှာလူကြီးဘယ်လောက်ရှိသလဲတနေ့ဘယ်လောက်သိသလဲလို့သူ့မင်းရတယ်ဒါမင်းအောင်ကြတယောက်ပဲသိတာမှမဟုတ်တာလူတွေအများကြီးသိနေကြတာပဲလို့သူစိတ်သက်သာရအောင်ပြောမိမယ်လို့သူကထပ်တော့လာတော့လို့ဆိုတဲ့အခါဒီကြောင့်ကြားမျိုးကမလွယ်ဘူးအေးမလွယ်ရတော့ဟုတ်ပြီမင်းတရားနေပြီးတော့ငိုးနေသည့်အတွက်ကြောင့်ဘယ်လိုမှမင်းငိုးနေသည့်အတွက်ကြောင့်မင်းအစားရှာလို့မရဘူးမင်းကမင်းတတ်တယ်လေနောက်ဘဝတွေ့မှာမဟုတ်ဘူးလို့ဒုဗုဒ္ဓဘာသာမှာလို့တွေ့နိုင်တဲ့ဒီလမ်းလေးရှိတယ်လို့ဆိုတော့သူကသဘောကျတာအဲ့ကြတော့နည်းနည်းမျက်နှာလေးဆွဲလာတွေ့နိုင်တဲ့နိလရှိတကယ်လားရှိတယ်လို့တို့စီမှာမင်းကုသိုလ်ကောင်းမှုလုပ်ပြီးသူ့ကိုမျှဝေပြီးတော့မင်းဆုတောင်းဘဝစတိုင်တွေ့ပြရစီတို့စီမှာဆုတောင်းရတာငှက်ဖြစ်ရင်တောင်းတခိုင်းတယ်ဆိုတော့တောင်းအဲ့ဒီဆုတောင်းလေးတွေပြောပြလိုက်တော့သူသိတဲ့ဘောကြပါသဘောကျပြီးတော့အဲ့ဒီမှာတကယ်ဖြစ်နိုင်လားဖြစ်နိုင်တယ်လို့တို့မြတ်စွာဘုရားဟောတာလေလို့တတ္တာရဲ့သီလရဲ့စာကရဲ့ပညာရဲ့အဲ့ဒီလေးမျိုးညီတူလို့ရှိရင်ဖြစ်ရပါမှာတူဖြစ်နိုင်တယ်မင်းဆူတောင်းရင်လည်းဖြစ်မှာမင်းအဲ့ဒါကပြန်တွေးเสียလေးလိုက်ရှိတယ်တခြားတွေတော့မလုံးနဲ့မင်းတတ်တယ်မင်းတွေ့မှာမဟုတ်တော့ဘူးလို့ဆိုသူကျင့်တတ်တော်ပြီးညကြတော့အဘိဓမ္မာသင်္นานတောင်လာပြီးတော့တက်တယ်တရားလည်းလာနာတယ်မဘတာအဲ့မှာမျက်ရည်တွေပါတုတ်ပြီးသွားတယ်တော့အဲ့ဒါလည်းပဲ psychotherapy ပဲလေမှန်ပါဗျာဒါဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မဗုဒ္ဓရဲ့နည်းတိုင်းပဲလောကမှာဒီလိုသောကဖြစ်နေတဲ့ပုဂ္ဂိုလ်တွေများများစွာရှိတာပဲမှန်ပါဗျာအေးဒါကြောင့်မလို့အခုဒီကနေ့ဘာဟောကျင်တာတော့လို့ဆိုလို့ရှိရင်အချိန်ကကုန်မှနေပြီဘုံဘမဟောရသေးဘူးဟောမယ်ကြာအချိန်ကကုန်တော့မှရှိတော့ဟောမလို့ဒီပဲလာတာကဒီယောဂပြောက်အောင်ကုစားနော်ယောဂကုစားစိတ်ဆွမ်းအောင်နကုလပိတ္တတခါကြီးနဲ့နကုလပိတ္တနကုလမာတာတက္ကမကြီးတို့အကြောင်းသိပူကြအားလုံးနကုလရဲ့အမေနဲ့နကုလရဲ့အဖေသူတို့ကဘယ်မှာနေတော့ဆိုလို့ရှိရင်ဘက်ခတ်တိုင်းတုမာရခိရမြို့ဆိုတာအဲ့ဒီမှာနေကြရသော်ဘုရားကအဲ့ဒီမြို့ရောက်လာပြီးတော့ဘေတကလာလို့ခေါ်တဲ့ဘေးမဲ့ပေးထားတဲ့တောအုပ်ကြီးထဲမှာသတင်းသုံးနေတယ်အဲ့ဒီအချိန်မှာနကုလပိတာလို့ဆိုတဲ့တခါကြီးအမချမ်းမဖြစ်တယ်သူသိတော့မကြီးကြသေးဘူးအရွယ်ကသိအိုတဲ့အရွယ်မဟုတ်သေးဘူးဒီမကောင်းထိုင်တာဖြစ်တော့ဟောနကုလမာတာအရှင်မှာသူက psychotherapy ကိုသုံးပြီးမှတ်သားစေဒီတော့တာနော်မှန်ပါဗျာနကုလပိတုတုတ်လို့ခေါ်တယ်အင်္ဂုတ္တမှာပါစက္ကနိဗ္ဗာန်အင်္ဂုတ္တအဲ့ဒီကမာကြီးကသူတကကြီးနေမကောင်းနေတဲ့အခါကျတော့ဘာပြောလို့ဆိုအနာနာမှာထိုင်ပြီးတော့ရှင်တဲ့ကျမတို့ကိုငက်ွက်ပြီးတော့မသေးပါနဲ့တွေ့တာပြီးတော့မသေးပါနဲ့လို့ပြောတာဟုတ်လားတွေ့တာပြီးသေးတာမကောင်းဘူးတဲ့အတွေ့တာလည်းသေးတာမကောင်းဘူးရသော်ဘုရားကိုယ်တိုင်ကလည်းပဲမချီးမွမ်းဘူးတဲ့ကဲ့ရဲ့ရှုံချတယ်ဆိုလိုတာကတော့
သူတို့စိတ်ချပါလို့ပြောတာစိတ်မချမရှိနဲ့လို့ပြောတာနော်သူကပြောတာတော့နေကောင်းပြောတဲ့ပုံမရှိဘူးသူကနော်နေကောင်းပြောတဲ့ပုံမရှိရှင်သေးလွတ်လွတ်ချွတ်ချွတ်သေးဆိုတဲ့လိုဖြစ်နေတယ်သူပြောလို့ဟာသူ့ပေါ်မှာဘာမှဟိုတွေ့တာငဲ့ကွက်ပြီးတော့မပူနဲ့လို့ပြောတာသူကနော်နောက်ရေးကိစ္စရှင်းစိတ်ထဲမှာဘာမှမပူနဲ့ကိုတရားလေးကိုနှလုံးသွင်းပြီးအေးချမ်းချမ်းနေလို့ပြောချင်တာပါအော်ရှင်ကအောင်းမေးလိုက်ပဲတဲ့ကျမဒီကလေးတွေကိုငါမရှိရင်တော့သူနကုလမတ္တရကမာကြီးကလေးတွေကိုကျွေးနိုင်မှာမဟုတ်ဘူးလို့အိမ်တော်ရေးကိစ္စတွေထိမ့်သိမ့်နိုင်မှာမဟုတ်ဘူးလို့ရှင်အောင်းမေးမိတ်လိုက်တယ်တဲ့အဲ့လိုမှအောင်းမေးနေတဲ့ကျမခြေကောင်းကောင်းဝင်းတတ်တယ်တဲ့နော်ခြေကောင်းကောင်းရက်တတ်တယ်အိမ်တွင်ရက်ကန်းလုပ်ငန်းကိုသူကျွမ်းကျင်တယ်အဲ့ဒါနဲ့ကလေးတွေထင်းသွားတယ်လို့သူတို့ပြောတာနော်မပူပါနဲ့နောက်တစ်ခုရှင်ဟာစဉ်းစားလိုက်ပဲတဲ့ငါသိသွားလို့ရှိရင်နကုလမာတာဟာနောက်အိမ်တော်များပြုတ်သွားမလားလို့သူစဉ်းစားတယ်တော့ဒါလည်းမပူပါနဲ့တဲ့ရှင်နဲ့ကျမနဲ့အတိဆုံးပဲတဲ့ကျမတို့ဟာ16နှစ်ရှိပြီတဲ့ကျမစရိယတိတ်ခါဘုကိုစောင့်တည်တာအစာထဲမှာဒီတိုင်းပါပါတယ်နော်နောက်တစ်ခုကျတော့ရှင်ဟာတွေ့ပြီးကောင်းတွေ့မိလိမ့်မယ်တဲ့ငါမရှိတဲ့နောက်ဆိုလို့ရှိရင်ငကုလမာတာဒကမာကြီးဟာကျောင်းသွားပြီးတော့ဘုရားကူတရားနာလုံးဝမဟုတ်ပါဘူးလို့ရှင်စဉ်းစားပြီးကောင်းစဉ်းစားလိမ့်မယ်တဲ့ရှင်မရှိရင်ကျမပိုးတော်သွားအောင်မယ်ဟောဒါဟုတ်မပူနဲ့တဲ့သူမပူနဲ့ပြောတာပဲကုန်နော်မပူနဲ့အော်နောက်တစ်ခုကဒီသုံးခုပြောပြရတဲ့အခါကျနောက်တစ်ခုကရှင်ကထင်ကောင်းထင်လိမ့်မယ်တဲ့ကျမဟာဒီရှင်မရှိတဲ့နောက်ကြလို့ရှိရင်ကိုကျင့်တရားတွေနဲ့ပြည့်ဝမှာမဟုတ်ဘူးသီလကိုစောင့်တည်မှာမဟုတ်ဘူးသူ့ကိုစောင့်နေမှာမဟုတ်ဘူးလို့အောင်းမိတ်ကောင်းအောင်းမိတ်မိလိမ့်မယ်တဲ့ဘာလို့ဘူးတဲ့ကျမဒီမြတ်စွာဘုရားရဲ့တပည့်မတွေဥပတိကာမတွေထဲမှာသီလအရှိဆုံးပုဂ္ဂိုလ်တွေထဲမှာကျမအစဉ်ရင်းဝင်ပါတယ်မယုံရင်တရားသွားမေးကြည့်တယ်ဟောဒီနေရာတက်ဒါလေးပါသေးတယ်သူကနော်နောက်တစ်ခုကရှင်ကအောင်းမိတ်ကောင်းအောင်းမိတ်မိလိမ့်မယ်တဲ့ငါသိသွားလို့ရှိရင်ဒကုလမာတာတက္ကဝါကြီးဟာသမထကျင့်စဉ်နဲ့တမာတိစွမ်းအားတွေရတော့မှာမဟုတ်ဘူးလို့အောင်းမိတ်ကောင်းအောင်းမိတ်လိမ့်မယ်ကျမကတမာတိစွမ်းအားထက်ထက်မြက်မြက်ရထားပြီးလူဖြစ်ပါတယ်တဲ့မယုံရင်ဘုရားတော်မေးကြည့်ပါတဲ့ဟောနောက်ဆုံးတစ်ခုပြောတာတော့ရှင်ကအောင်းမိတ်မိကောင်းအောင်းမိတ်လိမ့်မယ်ငါသိသွားတဲ့အခါကျလို့ရှိရင်ဒကုလမာတာတက္ကမကြီးဟာသာသနာမှာထောက်တီရာတို့သက်တာရာတို့သူရအောင်မှမဟုတ်သေးဘူးလို့ထင်ကောင်းထင်လိမ့်မယ်သူပြောလိုက်တာတော့ကျမသောတာပန်မှာအားတဲ့အဲ့ဒီချိန်တော့နော်သာသနာမှာရဲရဲဝံ့ဝံ့နဲ့ထောက်တီရာရပြီးသားပုဂ္ဂိုလ်ဖြစ်ပါတယ်တဲ့ဒီအတွက်လည်းမပူပါနဲ့ရှင်စိတ်ချမ်းချမ်းသာသာလေးနေပါကျမတို့အတွက်ဘာမှမပူနဲ့အားလုံးဟာစိတ်ချရစိတ်ပဲလို့ဒီလိုပြောလိုက်တဲ့အခါကျတော့ဒကာကြီးနေကောင်းသွားတယ်အဲ့ဒီတော့ကမှဒကာကြီးနေကောင်းသွားတယ်တဲ့ကျမကြီးကောင်းသွားတယ်နော်လမ်းလမ်းဆန်းဆန်းဖြစ်ပြီးယောဂဝေဒနာတွေပျောက်ပြီးတော့တကယ်လည်းကျမ်းမာသွားတယ်နကုလမာတာနကုလပိတုတောကမှာဒီတိုင်းပဲပါတယ်ဒီကြားလည်းပဲစိုက်ကိုတာကပေးဒီတော့ကဘုန်းကြီးဟောလို့ရင်ကဒီတော့ကလေးဟောမလို့ပါအဲ့တော့အေးကြားချက်ကင်သူတော်စင်ပြိဿတို့ဒီနကုလမာတာဒကမာကြီးဒီမိမိရဲ့အိမ်သားအပေါ်မှာအာဘိစကားပြောကြပြီးတော့ယောဂဝေဒနာပျောက်အောင်စိတ်နဲ့ကုစားပေးတာဟာဘုရားမြတ်စွာရဲ့စာပေထဲမှာတကယ်ကိုမှတ်တမ်းရှိပါတယ်အေးဒါကြောင့်မို့လို့ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ဒီတရားဓမ္မရဲ့တရားဓမ္မကိုအာယုံပြုပြီးတော့ကျင့်လို့ရတဲ့စိတ်ဆွမ်းအားတွေဟာယောဂကိုကုစားနိုင်ပါတယ်ဒါကိုပဲ Buddhist psychotherapy လို့ခေါ်လို့ရပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတို့ဒီဘဝတန်တရားကြုံတွေ့လာတဲ့အခါမှာလူတိုင်းဟာယောဂဝေဒနာဆိုတာဖြစ်တတ်တယ်ဖြစ်လာတဲ့အခါကျလို့ရှိရင်ဆေးကြီးပဲအာမကိုပဲနဲ့
ဟောဒီဓမ္မစွမ်းအားလေးတွေကိုလည်းအားကိုးပြီးတော့ယောဂဝေဒနာပြောက်ပြီးသက်ရှိကျမ်းမှာစိတ်ချမ်းသာလေးလူရဆန္ဒပြည့်ကြပါစေလို့ဘုန်းကြီးကဆုတောင်းပါတယ်အားလုံးတရားချက်ကင်တို့ရဲ့ပြိဿတို့သည်ဘုရားရဲ့ psychotherapy နည်းကိုအသုံးပြုပြီးကျမ်းမှာချမ်းသာကြပါစေကုန်သတည်းတတ္တဝါများစွာေယံကွာသံသာကြပါစေတတ္တဝါများစွာေယံကွာသံသာကြပါစေဝိတ္တာယေချံသုံးငါဖြံဝိညာဉ်ကြပါစေဝိတ္တာယေချံသုံးငါဖြံဝိညာဉ်ကြပါစေအရှိချမ်းသာသိချမ်းသာလူရဆန္ဒပြေပါစေအရှိချမ်းသာသိချမ်းသာလူရဆန္ဒပြေပါစေ